မိတ်နိုင်အေကို channel ကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီကနေ့ကျွန်တော်တင်ဆက်မယ့်ဇာတ်လမ်းကတော့စာရေးသူမောင်မိုင်းညိုချောင်းဦးရေးသားထားတဲ့စိတ်ယုံတွေကဝိညာဉ်များဆိုတဲ့ဇာတ်လမ်းလေးပဲဖြစ်ပါတယ်ခင်ဗျာကြေကွဲစရာကောင်းတဲ့အဖြစ်အပျက်တစ်ခုပါသတင်းကြားသူတိုင်းနှလုံးသားကိုနာနာကြည်ကြည်ဖိနှိပ်နေတယ်လို့မျိုးခံစားရပြီးတော့အသေးမှသူတချို့တော့မှမျက်ရည်စုခဲ့ရတယ်လို့ဆိုပါတယ်အထေချုပ်စိတ်ယုံတယုံကဂျိုဘို့ဖယ်ရီကားမှောက်ပြီးတော့အမျိုးသမီးအလုပ်သမား9ယောက်တေဆုံးတဲ့သတင်းဖြစ်ပါတယ်ဒဏ်ရာရသူ20လောက်ထဲမှာလည်းအပြင်းထန်သမားတွေပါနေလို့သေစီရင်ထတ်တိုးလာမှကိုစိုးရိမ်နေရပါတယ်။မြေနဲ့ရလန်ဆိုင်ခံရတဲ့သူလေးတွေမိုးလိုက်လို့ရွာတာကိုခံနေရတဲ့ကန်ဆိုးမာလေးတွေအတွက်စိတ်မကောင်းခြင်းကြီးစွာနဲ့ညရည်ပြင်းပြိုင်ကြသူတွေကကြလို့ပါ။ဒီဖြစ်ရက်ကရန်ကုန်လိုင်သာယာစက်မှုဆောင်မှာဖြစ်ပွားခဲ့တာပါ။စက်ယုံကနိုင်ငံသားပိုင်စက်ယုံပါ။စက်ယုံပိုင်ရှင်ကနိုင်ကိစ္စဆောင်ရွက်နိုင်အောင်လို့ကြေကွဲဝမ်းနဲ့ရတဲ့အထိမ်းအမှတ်အနေနဲ့လစာမပြတ်စက်ယုံ3ရက်ပိတ်ပေးမယ်လို့ကြေညာလိုက်ပါတယ်။ဖယ်ရီမောက်တဲ့အချိန်ကမနေ့9နာရီလောက်မှဖြစ်တာကြောင့်မလို့လုံယုံရေးဝန်ထမ်းနဲ့နိုင်ငံသားဝန်ထမ်းတွေကလွဲလို့စက်ယုံမှာလူမရှိတော့ပါဘူး။ဝန်ထမ်းချင်းတွေနဲ့တိတ်ဆိတ်ငြိမ်သက်ချင်းတွေတော့စက်ယုံတစ်ခုလုံးကိုချော့ချော့ချာချာကြီးစိုးနေပါတယ်။ဒီလိုချိန်တွေမှာပဲထိတ်လန့်စရာအဖြစ်အပျက်တွေဇက်တိုက်ဆိုတဲ့လိုမျိုးပေါ်ပေါက်လာပါတယ်။အဲ့တော့ကတော့သစိ6ခံရတယ်လို့ပြောရမယ့်အဖြစ်အပျက်တွေပဲဖြစ်ပါတယ်။အဖြစ်အပျက်တွေကနနက်8နာရီခွဲတိတိအချိန်မှာပေါ်လာခဲ့ပါတယ်။စက်ယုံတယုံတွေကမော်တာဆက်ချုပ်တန်းလေပတ်တန်းတွေလည်းတဒုံဒုံထွက်ပေါ်လာပါတယ်။အားလုံးအံ့အားသင့်သွားကြပါတယ်။အစပထမတော့ဘယ်သူမှသဘောမပေါက်ကြပါဘူး။လောက်သမားတချို့စက်ယုံပိတ်တာမသိဘဲနဲ့အလုတ်ဆင်းနေကြတာဖြစ်မယ်လို့ယူဆမိပါတယ်။ဒါကြောင့်မလို့အတန်ကြားရစက်ယုံဘက်ကိုအပြေးလွှားသွားကြည့်ပါတယ်။အဲဒီကြောင့်မှပို့ပြီးတော့အံ့ဩစရာကိုတွေ့ရပါတယ်။ဝေဘောက်တကမာကြီးပြတင်းပေါက်တွေပါမကြမ်းစက်ယုံတကားတွေအားလုံးပိတ်ထားပါတယ်။စက်ချုပ်နေတဲ့အတန်တွေကလည်းပိတ်ထားတဲ့စက်ယုံတဲကနေပြီးတော့ထွက်နေတာ။အားလုံးကလည်းတယောက်မျက်နှာတယောက်ကြည့်မိကြပါတယ်။ပြီးတော့ပြတင်းပေါက်မှန်ချက်တွေကတဆင့်စက်ယုံတွေကိုကြည့်လိုက်ကြပါတယ်။စက်ယုံထဲမှာလူတယောက်မှမရှိပါဘူး။မြင်နေကြမြင်ကွင်းအတိုင်းစနစ်တကျစီတန်းချထားတဲ့စက်ချုပ်ခုံတွေပဲရှိပါတယ်။စက်ချုပ်ခုံတွေအနီးမှာမင်းညကချုပ်လက်ဆောက်ပိတ်ဆော့အပိုင်းတွေအပုံလိုက်ရှိနေပါတယ်။အဲဒီစက်ချုပ်ခုံတွေထဲမှာစက်ခုံ5ခုကစက်ချုပ်တို့မရှိဘဲနဲ့တဒုံတို့လေပတ်နေပါတယ်။ပိတ်ဆော့ကလည်းလူချုပ်နေတဲ့အတိုင်းချုပ်ဝဲအောက်ကနေပြီးတော့ညင်ညင်တတရွေလျားနေပါတယ်။စက်ခုံရဲ့အရှိဘက်ကိုအတန်လိုက်ချနေပါတယ်။မနက်စောစောကဖယ်ရီကားမှောက်ပြီးတော့တေဆုံးသွားတဲ့စက်ချုပ်သမား9ယောက်ရဲ့ဝိညာဉ်တွေစက်ယုံတွေကိုဝင်ပြီးတော့နေစဉ်အလုပ်ဆင်းနေကြတဲ့အတိုင်းစက်ချုပ်နေကြပါတယ်။အဲ့ဒီအချိန်ကြောင်းမှာပဲနားလည်လိုက်ကြပါတယ်။မော်တာအချုပ်ဆက်လေပတ်တန်းတွေကလည်းစူညံနေသေးပါ။မမြင်ရတဲ့ဝိညာဉ်တွေကလည်းပိတ်ဆောက်တွေချုပ်နေသေးပါ။လုံခြုံရေးဝန်ထမ်းတွေရောစက်ယုံတတိတွေရောလက်တွေ့မြင်နေရတဲ့မယုံနိုင်စရာမြင်ကွင်းကိုကြည့်ရင်းနဲ့အံ့အားသင့်နေကြပါတယ်။ကြောင်ငေးပြီးတော့ကြည့်နေမိကြပါတယ်။အဲဒီချိန်မှာပဲတခြားစက်ယုံအဆောင်တွေကမော်တာချုပ်ဆက်လေပတ်တန်းတွေကလည်းတဒုံဒုံထွက်ပေါ်လာပြန်ပါတယ်။နောက်ထပ်ကြားရတဲ့စက်ယုံစီကိုအားလုံးကလည်းအပြေးလွှားသွားပြီးတော့ကြည့်ကြပြန်ပါတယ်။အနေထားကလည်းပထမစက်ယုံမှာဖြစ်ပွားခဲ့တဲ့အတိုင်းပါပဲ။စက်ချုပ်ကုံနှစ်ခုသာစက်ချုပ်အလို့သမားမရှိဘဲနဲ့လေပတ်နေပါတယ်။ပိတ်ဆောက်တွေနဲ့စက်ချုပ်နေပါတယ်။မနက်ကတည်ဆုံးသွားတဲ့စက်ချုပ်သမားအလို့သမား9ယောက်ရဲ့ဝိညာဉ်တွေအလို့လာစင်းနေကြပြီဆိုတာကတော့တေးကြသွားပါတယ်။ဘာကြောင့်လဲဆိုတော့လူမရှိဘဲနဲ့သူ့လိုမော်တာဆက်တွေလေပတ်ပြီးတော့ချုံနေတဲ့ခုံကလည်းစက်ယုံ2ယုံပေါင်း9ခုဖြစ်နေလို့ပါ။ဒီလိုဘာလို့ရမှန်းမသိဘဲနဲ့ကြောင်တောင်ကြည့်နေရတဲ့အခြေအနေမှာပထမဆုံးသတိဝင်လာတာကတော့နိုင်ငံခြားမန်နေဂျာပါသူကလည်းစက်ယုံတွေကိုလျှက်စစ်တက်အားပေးတဲ့မင်ကန်ကလပ်ကိုသွားပိတ်စေပါတယ်လုံယုံရေးဝန်ထမ်းတယောက်ကလည်းမီကလပ်ကိုပိတ်လိုက်ပါတယ်ထုံလာတဲ့ဖန်ချောင်းတွေကလည်းမိငိမ့်သွားပါတယ်ဟာဟင်စားတဲ့ညီးသွားတန်တွေကလည်းစက်ယုံတွေကညွညွညံ့ညံ့ထွက်ပေါ်လာပါတယ်လျှက်စစ်တက်အားပြတ်လိုက်တာကြောင့်မလို့မော်တာချိုးဆက်တွေအားလုံးရပ်တန့်သွားပါတယ်တခဏအတွင်းမှာပဲဆက်ချုပ်တန်တွေငြိမ်သက်တိတ်ဆိတ်သွားပါတယ်အဖြစ်ပြက်ကတော့ဒီမှာတင်ရက်သွားတာမဟုတ်ပါဘူး။ညဘက်မှာလုံခြုံရေးအလျောက်လက်စစ်မီးတွေပြန်ဖွင့်ပေးရပါတယ်။ဒီလိုမျိုးမီးပြန်ဖွင့်လို့မကြာမီမှာပဲစက်ယုံနေယုံစီကမော်တာဆက်လေပတ်တန်တွေစူးစူးညံ့ညံ့ထွက်ပေါ်လာပြန်ပါတယ်။လျှက်စစ်မီးပြတ်ထားတော့လုံခြုံရေးအတွက်စိတ်မချရပါဘူး။လျှက်စစ်မီးပြတ်ထားတော့လုံခြုံရေးအတွက်စိတ်မချရပါဘူး။လျှက်စစ်မီးပွင့်တော့မော်တာချုပ်ဆက်တွေလဲလာပြီးတော့တရေချောက်ခံရတဲ့အတွက်စက်ယုံပိုင်ရှင်ရောလုံခြုံရေးဝန်ထမ်းတွေပါစိတ်ညစ်ခဲ့ရပါတယ်။အစိုးဆုံးဖြစ်ရကတော့စက်ယုံပြန်ဖွင့်နေနေမှာပါ။စက်ယုံဖွင့်ရဖြစ်တာကြောင့်မလို့စက်ချုပ်အလုတ်သမားအားလုံးအလုတ်ဆင်းကြပါတယ်။လျှက်စစ်တက်အားလွတ်ပြီးတော့အလုတ်သမားတွေစက်ချုပ်နေကြတဲ့အချိန်မှာလူမရှိတဲ့စက်ခုံတွေကပါအလိုလျောက်လဲပတ်ပြီးတော့စက်ချုပ်နေကြတဲ့အဖြစ်ပါ။စက်ချုပ်သမားတွေကလည်းကြောက်လန့်တကြားစက်ယုံအပြင်ဘက်ကိုပြေးထွက်ခဲ့ကြပါတယ်။စက်ယုံတစ်ခုလုံးကလည်းစူညာပေါ်လို့ရိုက်သွားပါတယ်။သူတို့အားလုံးစက်တွေကိုပိတ်ပြီးတော့ပြေးထွက်ခဲ့ကြပေမဲ့ဝိညာဉ်ချုပ်တဲ့စက်ခုံတွေကတော့စူညာနဲ့မော်တာစက်တန်တွေနဲ့အတူတူပိတ်စားတွေကိုဆက်လက်ချုပ်နေတုံးပဲဖြစ်ပါတယ်။ရက်လက်နေမှာတိတ်ဆုံးသူအားလုံးအတွက်ရည်စူးပြီးတော့ရက်လက်စွန်ကြွေတရားနာတာအများတန်းပေးဝေတာတွေကိုပြုလုပ်ပါတယ်
ဒါပေမဲ့မသိမီမှာစက်ရုံကိုဆွဲလန်းတဲ့စိတ်ဖြစ်ပေါ်သွားတာကြောင့်မလို့14 ရက်လောက်ကြာတဲ့အထိစက်ရုံမှာပဲတည်မီနေကြပါတယ်နေရောညပါတေသူဝင်းကျင်တွေရောက်လာပြီးတော့စက်ချုပ်နေတာကြောင့်မလို့အလုပ်သမားတွေမစင်းရဲပဲနဲ့အလုပ်ပြတ်ကြရပါတယ်နောက်တစ်ကြိမ် PA တရားတွေရွတ်ဆိုဖယ်ရှားပြီးမယ်လေမပြောက်ခဲ့ပါဘူးနောက်ဆုံးမှာတော့ဆရာတော်ဘာကြွလာပါတယ်သူတို့အတွက်စက်ရုံဝင်းတွေကတစ်ပင်ကြီးတစ်ပင်မှာနေရာသတ်မှတ်ပေးပါတယ်ဘောတဘာပြောင်းရွှေ့သွားပြီးဖြစ်တဲ့အတွက်စက်ရုံရဲ့လုပ်ငန်းတာဝန်တွေနဲ့မတ်တပ်ဆိုင်တော့ကြောင်းအမိန့်ပြန်ပေးပါတယ်ဒီတော့မှတစီချောက်ခံရတဲ့ဖြစ်ရတွေကလည်းပျောက်ပြေးသွားခဲ့ပါတယ်ဒီပြည့်ပြတ်တွေပြောပြတဲ့သူကတော့အဲ့ဒီအထည်ချုပ်စက်ရုံမှာကွန်ပျူတာစည်ရေးမှအလုပ်လုပ်နေတဲ့အိမ်နီးနားချင်းမိတ်ဆွေတယောက်ရဲ့သမီးလေးပါကားမော်ဒယ်နေ့ကလည်းသူလည်းဖယ်ရီစီးဖို့မှတ်တိုင်မှာစောင့်နေခဲ့ပါတယ်လာတဲ့ဖယ်ရီကလည်းဒိုင်နာလိုက်ထရက်ဖြစ်နေလို့မစီးခဲ့ပါဘူးသူကဒိုင်နာထက်စားလို့ရှိရင်တော့အန်ရကင်းနဲ့ BM ဖယ်ရီကိုပဲစီးနေကြပါ15မိနစ်လောက်အကွာမှာ BM ရောက်လာလို့လိုက်သွားခဲ့ပါတယ်ရှေ့တနေရာမှာတော့လမ်းဘေးထဲချော်ကြပြီးပက်လက်လန်းနေတဲ့သူတို့စက်ရုံကဖယ်ရီကိုတွေ့ရပါတယ်အော်ဟစ်ငိုယိုတန်တွေကလည်းဆူညံနေခဲ့ပါတယ်ရုပ်ပြက်ဆင်းပြက်ပွဲချင်းပြီးတည်နေတဲ့အမျိုးသမီးလေးတွေသွေးတန်တရေရဲနဲ့ဒဏ်ရာရကြသူတွေအချင်းတွေကလည်းကဘာပြက်နေတဲ့အတိုင်းပါပဲလို့ဆိုခဲ့ပါတယ်အခုချိန်မှာတော့ဒီဖြစ်ပျက်တွေကနှစ်တော်ကြာမြင့်ခဲ့ပါပြီစက်ရုံဝင်းတွေကတစ်ပင်ကြီးမှပဲနေရာပေးထားတာမို့လို့နာနာဘွားတစီတရေတွေရှိနေအောင်မှဖြစ်ပေမဲ့6လလှန်တာတွေတော့မဖြစ်တော့ဘူးလို့ပြောပြခဲ့ပါတော့တယ်ဟုတ်ကဲ့ပါခင်ဗျအခုနားဆင်ခဲ့ရတဲ့ဇလန်ကတော့စာရေးသူမောင်မိုင်းညိုချောင်းရေးသားထားတဲ့စက်ရုံတွေကဝိညာဉ်များဆိုတဲ့ဇလန်လေးပဲဖြစ်ပါတယ်ခင်ဗျာဒီဇလန်လေးကိုအစောကနေအဆုံးထိလိုက်ပါနားဆင်ပေးခဲ့ကြတဲ့ပရိသတ်တယောက်ချင်းစီတိုင်းကိုကျွန်တော်ကနေပြီးတော့ကျေးဇူးတင်ပါတယ်ပရိသတ်များတာယာချမ်းမြေတဲ့နေ့ရက်များစွာပိုင်ဆိုင်နိုင်ကြပါစေလို့ဆုမွန်ကောင်းများတောင်းပေးလိုက်ပါရခင်ဗျာ